တိုက်ပွဲအစမှာမမိုကတပြက်စီကိုစီးပြီးလေပုံကနေလှည့်ပတ်တိုက်ခိုက်နေပါတယ်။သူမကနိုဘာရကိုအမျိုးသမီးဂျူဂျူစုပညာရှင်တွေဟာပြီးပြည့်စုံနေရမယ်။ရုပ်ရည်လှပရမယ်။ချိန်ထဲမှာပဲအစွမ်းထက်နေရမယ်ဆိုတဲ့လောကရဲ့ဖိအားကိုပြောပြပါတယ်။ထို့သဖြင့်မိုက်လိုမိသားစုရဲ့ဖိနှိပ်မှုကိုခံရတဲ့သူတွေအတွက်ဘလောက်ခက်ခဲကြောင်းရှင်းပြပါတယ်။နိုဘာရကတော့အဲ့ဒီစကားတွေကိုလုံးဝလက်မခံပါဘူး။ငါလှလှပပပြင်ဆင်ထားတာငါ့အတွက်ပဲ။ငါအစွမ်းထက်နေတာလဲငါအတွက်ပဲလို့ပြက်ပြက်သားသားပဲပြန်ပြောခဲ့ပါတယ်။နိုဘာရာကသူမရဲ့ Strator Technique ကိုသုံးပြီးလေပေါ်ပြန်နေတဲ့မမို့ရဲ့တပြက်စီးတွေကကောက်ရိုးမြေတစ်ခုကိုဖမ်းယူလိုက်နိုင်ပါတယ်။ထို့နောက်ကောက်ရိုးရုပ်အစွမ်းနဲ့မမို့ကိုအဝေးကနေတိုက်ခိုက်ပြီးမြေပြင်ပေါ်ဆွဲချနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာကစားစရာရုပ်တုနဲ့မမို့ကိုအနိုင်ယူကန်ဒီမှာမရဲ့ Rubber ဂျီနဲ့ချောင်းမြောင်းပစ်ခတ်မှုကြောင့်နိုဘာရာလည်းသတိလစ်သွားခဲ့ပါတယ်။ဒီအချိန်မှာမာကီဟာမီဝါနဲ့ရင်ဆိုင်နေပါတယ်။မီဝါကသူမရဲ့စင်းပဲဒိုမင်းကိုသုံးပြီးမာကီရဲ့တိုက်ခိုက်မှုတွေကိုခုခံဖို့ကြိုးစားပါတယ်။မာကီဟာကျိန်စာစွမ်းရည်မရှိပေမဲ့သူမရဲ့ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကတော့အလွန်ထူးခြားပါတယ်။သူမကမီဝါရဲ့ဓားသွားကိုကွက်ကြကြရှောင်တိန်ပြီးမီဝါရဲ့ဓားကိုပါသိမ်းပိုက်လိုက်နိုင်ပါတယ်။မာကီရဲ့လင်းမြန်မှုနဲ့လက်နက်ကျွမ်းကျင်မှုကြောင့်မီဝါတယောက်ဘာမှမလုပ်နိုင်ပဲရှုံးပေးလိုက်ရပါတယ်။တကယ်တော့မာကီရဲ့အဆင့်ဟာစွမ်းထက်ပညာရှင်အဆင့်2လောက်ရှိနေပေမဲ့သူမမျိုးနွယ်ရဲ့ညင်းပယ်ဖိနှိပ်ထားမှုတွေကြောင့်အဆင့်4ကနေမတက်နိုင်သေးပါဘူး။ဒီအုပ်စုဖလဲပွဲမှာတိုကျိုကျောင်းကသာနိုင်ရခဲ့ရင်မာကီလည်းနာမည်ကြီးပြီးအဆင့်တက်နိုင်မှာမို့လို့ဒီပွဲဟာမာကီအတွက်အရေးကြီးတဲ့ပွဲလည်းဖြစ်ပါတယ်။မိုင်ဟာမာကီနဲ့ရှင်ပြိုင်တိုက်ရင်သူမရဲ့အမမာကီကိုမုန်းတီးရတဲ့အကြောင်းရင်းတွေကိုစဉ်းစားမိပါတယ်။ဇဲမိသားစုမှာအမွှာအဖြစ်မွေးလာကြတဲ့မာကီနဲ့မိုင်တို့ဟာမိန်းကလေးတွေဖြစ်တာတကြောင်မာကီဟာလည်းကျင်းစားကောင်းတွေကိုမမြင်နိုင်ပဲမွေးဖွားလာတာကြောင့်သူမတို့ဟာစက္ကန့်သူတွေရဲ့အစေခံတွေဖြစ်လာရမှာပါ။ဒါပေမဲ့မာကီကငါဟာမိသားစုရဲ့ခေါင်းဆောင်ဖြစ်လာပြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အိမ်ကနေထွက်လာခဲ့ပါတယ်။မိုင်ကအေးစစ်စစ်ပဲနေကျင်ခဲ့ပေမဲ့မာကီအိမ်ကထွက်သွားတာကြောင့်သူမပါတင်းကျပ်လေ့ကျင့်မှုတွေလုပ်ခဲ့ရပါတယ်။မိုင်ကတနေ့ကိုကြည်စံ6တောင်ပဲပြစ်နိုင်တဲ့တနက်ကိုသုံးပါတယ်။ဒါပေမဲ့သူမမှာတိဆောက်ချင်းဆိုတဲ့အစွမ်းရှိပြီးကျင်းစာစွမ်းရည်ကိုသုံးကအရာဝတ္ထုဖြစ်တဲ့ကြည်စံကိုအသစ်ဖန်တီးနိုင်ပါတယ်။မိုင်ကသူမရဲ့9တောင်မြောက်လှုပ်ဝက်ကြည်စံနဲ့မာကီကိုအနီးကပ်ပြက်လိုက်ပါတယ်။မာကီထိသွားပြီလို့ထင်လိုက်ပေမဲ့မာကီကအဲ့ဒီကြည်စံကိုလက်ပလာနဲ့ပဲဖမ်းပြလိုက်ပါတယ်။ဒါဟာမာကီရဲ့မစုံမနစ်တဲ့စ조사မှုနဲ့ရုပ်ပိုင်းဆိုင်ရာပါရမီဖြစ်ပြီးဒီစွမ်းအားတွေဟာဇဲမိသားစုကလက်မခံပဲမိုက်မှလည်းမရှိတဲ့အရာတွေပဲဖြစ်ပါတယ်။တကယ်တော့မိုင်ဟာအမဖြစ်သူမာကီကိုအယမ်းခင်တွယ်ခဲ့ပြီးသူမနဲ့အတူမနေပဲမိသားစုတွေကထွက်သွားတာကြောင့်အယမ်းမုန်းနေရတာလည်းဖြစ်ပါတယ်။နောက်ဆုံးမှာတော့မာကီဟာမိုင်ကိုအနိုင်ရသွားပါတယ်။နောက်တစ်ခါမှာတော့ဇန်မိသားစုရဲ့နာမည်ကြီးရှီကီကာမီထိန်းချုပ်သူမဲဂူမီနဲ့သွေးဖြင့်ချုပ်ကင်ခြင်းနည်းပညာကိုသုံးတဲ့ကာမိုတို့ရဲ့တိုက်ပွဲလှည့်ကိုရောက်လာပါတယ်။ကာမိုဟာသူ့ရဲ့ကိုယ်ပိုင်သွေးကိုထိန်းချုပ်ပြီးတိုက်ခိုက်တဲ့ blood manipulation နည်းပညာကိုသုံးပါတယ်။ကာမိုဟာသူ့ရဲ့သွေးဖိအားနဲ့ခန္ဓာကိုယ်ရဲ့ပူကျယ်ကိုမြင့်တင်ပြီးအမြန်နှုန်းနဲ့ခွန်အားကိုတိုးစေပါတယ်။အဲဒီနောက်သွေးတွေကိုဖိသိပ်ပြီးကြီးစံလိုအရှိန်ပြင်းပြင်းနဲ့ပစ်ခတ်တာပါ။မဲဂူမီဟာကာမိုရဲ့တိုက်ခိုက်မှုတွေကိုသူ့ရဲ့ရှီကီကာမီတွေနဲ့ခုခံပါတယ်။မဲဂူမီဟာကာမိုနဲ့တိုက်ခိုက်နေရင်ကပဲကာမိုရဲ့သွေးထိန်ချုပ်တဲ့အတက်ဟာစိတ်ကြွစင်းတဲ့သူကြောင့်ရိမ့်မိသွားပါတယ်။တကယ်တော့ကာမိုဟာအမေဖြစ်သူဟာမိသားစုမှာနှိမ့်ချဆက်ဆံခံရတာကြောင့်သူမကိုပြန်ခေါ်နိုင်မှုအတွက်မိသားစုရဲ့စံပြအမွေဆက်ခံသူဖြစ်အောင်စ조사နေသူပါ။ဒါကြောင့်သူဟာမဲဂူမီကိုတတ်ဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။မဲဂူမီဟာအစာဦးထဲမှာတိုက်ခိုက်နေရင်ရုတ်တရက်ရှီကီကာမီစင်ကြီးကိုဆင့်ခေါ်လိုက်ပါတယ်။ဒီစင်ကြီးရဲ့အလေးချိန်နဲ့ရေပမာဏအမြောက်အများဟာကာမိုကိုပြင်ပလက်တာဆောင်ကနေလွင့်စင်ထွက်သွားစေပါတယ်။ရေတွေဆိုပြီးလွင့်ထွက်သွားတဲ့ကာမိုကိုလေထဲကနေတိုက်နိုင်တဲ့လျှက်စည်းငှက်ကြီးနဲ့ဆက်ပြီးတိုက်တဲ့အခါကာမိုကလည်းသွေးထိန်ချုပ်အတက်နဲ့ငှက်ကြီးကိုထိန်ချုပ်လိုက်ပါတယ်။တိုက်ပွဲအရှိန်တက်နေတော့မှပဲတောအုပ်တစ်ခုလုံးတုန်ခါသွားပြီးဖြူရောင်ကျိန်စာကြီးဟာနာမီပေါ်လာပါတယ်။ဟာနာမီဟာသဘာဝတရားကိုကိုစားပြုတဲ့ထူးဆင့်ကျိန်စာကောင်ပါ။မဲဂူမီနဲ့ကာမိုတို့လည်းသူတို့ကြားကတိုက်ပွဲကိုချက်ချင်းရပ်လိုက်ပြီးဟာနာမီကိုတိုက်ဖို့ပြင်ပါတယ်။အဲ့ဒီအချိန်မှာပဲနှုတ်ကျိန်စာသုံးသူတိုခဲလဲရောက်လာပါတယ်။ဟာနာမီပေါ်လာပြီးမကြခင်မှာပဲအပေါင်းပါဖြစ်တဲ့ကရုံးကောင်ဟာအမှောင်စည်းတစ်ခုကိုចောင်းသားတွေရှိတဲ့နေရာပေါ်အုပ်ချလိုက်ပါတယ်။ဒီဖြစ်ပျက်ကြောင့်ကိုဂျိုနဲ့အကြီးအကဲတွေဟာចောင်းသားတွေကိုအချိန်မီကာကွယ်ဖို့ပြေးလာကြပါတယ်။ထူးခြားတာကဒီအမှောင်စည်းဟာကိုဂျိုတယောက်တည်းကိုပဲပြစ်မှတ်ထားပြီးတားဆီးထားတာပါ။ရန်သူတွေကကိုဂျိုရဲ့စွမ်းအားကိုကြောက်တာကြောင့်တေချာပြင်ဆင်လာတာလည်းဖြစ်ပါတယ်။ချိန်ထဲမှာပဲမဲဂူမီဟာဟာနာမီကိုမြင်လိုက်တာနဲ့
ဒါဟာမှတ်တမ်းတင်မထားတဲ့ကျိန်စာကောင်200တကောင်မှန်းသိလိုက်ပါတယ်။ဟာနာမီဟာမဲဂူမီတို့3ယောက်ကိုသူ့ရဲ့ကိုယ်ပိုင်ဘာသာစကားနဲ့ပြောနေပေမဲ့3ယောက်လုံးဟာဟာနာမီရဲ့စကားကိုထူးဆန်းစွာနဲ့နားလည်နေကြပါတယ်။ဟာနာမီနဲ့အပေါင်းအပါတွေဟာလူသားတွေကြောင့်သဘာဝပတ်ဝန်းကျင်တွေပျက်စီးရတယ်ဆိုပြီးပြစ်တင်ပြောဆိုနေတာပါ။သူတို့ဟာလူသားတွေအားလုံးကိုတတ်ပြီးလူသားတွေမရှိတဲ့ကမ္ဘာကိုဖန်တီးကြမှာပဲဖြစ်ပါတယ်။